ချင်းသီးသီးမှာကြည်ကြပြီချင်းဒီဆိုဒီမှာစမီရင်တော့အခါမသိလို့အပဲစီတို့ရောက်ရမယ်လေစမီသူတိုင်းဆုံးရမယ်လေတော့ကြောင့်မို့လို့တို့တွေချိုးပင်ကိုစိတ်ကြဆိုလေချိုးပင်ကိုစိုက်တော့ချိုးသီးသီးမှာကြည်ကြပြီချိုးသီးဆိုဒီမှာစပြင်းရင်တော့စီတော့အရသာဟာရလဲစီစွာစင်ရဲ့ကနေလူမြောက်ပြီစာရသူတိုင်းအမြတ်ထွက်မယ်လေတာကြောင့်ဒီသချင်းလေးနဲ့တတိပေးပါတယ်လေတာကြောင့်ဒီသချင်းလေးနဲ့အတိတရားရကြစေကြဆိုလေတို့တွေချင်းပင်ကိုစိုက်တော့ချင်းသီးသီးမှာကြည်ကြပြီချင်းဒီဆိုဒီမှာစမီရင်တော့အခါမသိလို့အပဲစီတို့ရောက်ရမယ်လေစမီသူတိုင်းဆုံးရမယ်လေဒါကြောင့်မို့လို့တို့တွေချိုးပင်ကိုစိတ်ကြဆိုလေချိုးပင်ကိုစိုက်တော့ချိုးသီးသီးမှာကြည်ကြပြီချိုးသီးဆိုဒီမှာစပြင်းရင်တော့စီတော့အရသာဟာရလဲစီစွာစင်ရဲ့ကနေလူမြောက်ပြီစာရသူတိုင်းအမြတ်ထွက်မယ်လေတာကြောင့်ဒီသချင်းလေးနဲ့တတိပေးပါတယ်လေတာကြောင့်ဒီသချင်းလေးနဲ့အတိတရားရကြစေ